2009ဒီဇင်ဘာရဲ့အင်္ဂါနေ့မနက်အစောပိုင်းမှာ Google ရဲ့လုံခြုံရေးကျွမ်းကျင်သူတဦးဟာပုံမှန်အတိုင်း network logs တွေကိုစစ်ဆေးနေခဲ့ပါတယ်။ဒါပေမဲ့ Yogi ရဲ့သွေးပြက်သွားစေတဲ့အရာတစ်ခုကိုသတိထားမိလိုက်တယ်။တန်းနဲ့ချီတဲ့ data တွေကြားမှာလုံးဝမရှိတဲ့ပုံစံတစ်ခုကိုတွေ့လိုက်ရတာပါ။တစုံတစ်ယောက်ဟာ Google ရဲ့အလုံးစုံဆုံးစနစ်တွေထဲအထိဝင်ရောက်နေပြီးကိုယ်ပိုင်နေရာလိုစိတ်ကြိုက်လှုပ်ရှားနေကြတာပါ။သူတို့ဒီထဲမှာရှိနေကြတာလပေါင်းများစွာတောင်ကြာနေပါပြီ။ဒါကတာမန်ကုမ္ပဏီတစ်ခုမဟုတ်ပါဘူး။လူသားတွေရဲ့ digital လျှို့ဝှက်ချက်အားလုံးကိုထိမ့်သိမ်းပေးထားတဲ့ Google ဖြစ်ပါတယ်။သူမအနေနဲ့မှတ်တမ်းတွေကိုပိုတူးဆိုထိလိုက်တဲ့အခါစိုက်ဘာလုံခြုံရေးလောကကိုထာဝရပြောင်းလဲပြမဲ့အရာတစ်ခုကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒါဟာတိုက်ဆိုင်မှုမဟုတ်တယ်လို့မြေအောက်ခန်းထဲကကလေးတစ်ယောက်ရဲ့ကလေးကူမျိုးလည်းမဟုတ်ပါဘူး။ဒါဟာအတန်တိတ်ပြီးမမြင်ကွယ်ရမှာကျူးတင်ပြင်ဆင်ဆင်နွှဲနေတဲ့စစ်ပွဲတစ်ခုပဲဖြစ်ပါတယ်။ဒါဟာ digital ခေတ်မှာကိုယ့်ရဲ့အဆိုးဝါးဆုံးရန်သူဟာကိုထင်မထားတဲ့သူဖြစ်နိုင်တယ်ဆိုတာကိုသင်ခန်းစာပေးခဲ့တဲ့ Operation Aurora ဆိုတဲ့ hacker တိုက်ခိုက်မှုအကြောင်းပဲဖြစ်ပါတယ်။ဒီဖောက်ထွင်းမှုကိုနားလည်ဖို့အတွက် Google ရဲ့အရှိန်အဝါအတောက်ပြောင်ဆုံးအချိန်ဖြစ်တဲ့2009ခုနှစ်အလယ်ပိုင်းကိုပြန်သွားကြည့်ရပါဦး။အဲ့ဒီအချိန်က Google ဟာတရက်ကိုရှာဖွေမှုပေါင်း3ဘီလီယံကျော်ကိုကင်တွယ်နေပြီးကမ္ဘာ့ရှာဖွေဈေးကွက်ရဲ့65%ကိုစိုးမိုးထားတဲ့အင်တာနက်လောကရဲ့ပြိုင်ဘက်ကင်းဘရင်တစ်ပါးဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုအောင်မြင်မှုတွေရဲ့နောက်ွယ်မှာတော့တစုံတစ်ခုကတိတ်တဆိတ်ပြည့်ယွင်းစာပြူနေပါပြီ။တိမ်းမာမှုတွေကမြင့်တက်လာနေသလိုဒီ digital empire ကြီးရဲ့အရေးအောင်မှာတစုံတစ်ယောက်ကလည်းရောက်ရှိနေခဲ့ပါပြီ။2006ခုနှစ်မှာ Google ဟာတရုတ်နိုင်ငံရဲ့ဈေးကွက်ထဲကိုဝင်ရောက်ခဲ့ပြီးမြဲဆက်ဆံရေးကတော့တော်တော်လေးရှော့ချွေးခဲ့ပါတယ်။တရုတ်အစိုးရဟာတင်းကျပ်တဲ့စင်ဆာဖစ်ထုတ်မှုတွေကိုတောင်းဆိုခဲ့ပြီးလူအခွင့်အရေးဆိုင်ရာအချက်လက်တွေဒီမိုကရေစီအကြောင်းဆွေးနွေးမှုတွေနဲ့ကွန်မြူနစ်ပါတီရဲ့မူဝါဒကိုစန့်ကျင်မဲ့ဘဲအရာကိုမဆိုပြသခွင့်မပြုခဲ့ပါဘူး။ Google ကဒီအချက်ကိုတက်မတာပဲတဘောတူခဲ့ရပြီးမြဲဒါဟာစိတ်မအေးရတဲ့အပေးအယူတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်2009ခုနှစ်နွေရာသီမှာတော့ Google ရဲ့လုံခြုံရေးအဖွဲ့ဟာထူးဆန်းတဲ့ကွန်နက်လှုပ်ရှားမှုတချို့ကိုစော့တင်ပြပြလာပါတယ်။အစပိုင်းမှာတော့ဒါက credit card number တွေဒါမှမဟုတ်ကိုရေးကိုတာအချက်လက်တွေကိုခိုးယူဖို့စ조사နေကြပုံမှန် hacker တွေရဲ့လက်ချက်လိုပဲထင်ခဲ့ကြတာပါ။ဒါပေမဲ့သူတို့ပို့ပြီးတော့အသေးစိတ်တူးဆိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဒါဟာအရင်ကြုံမှုသမျှအရာတွေနဲ့လုံးဝကိုကွဲပြားခြားနားနေမှသိလိုက်ရတာပါ။တိုက်ခိုက်သူတွေဟာလောကြီးနေတာမျိုးလုံးဝမရှိသလိုအမှားယွင်းဖြစ်စင်မဲ့ပေါ့ဆမှုမျိုးလည်းအဆအနောက်တောင်မရှိပါဘူး။သူတို့မှာအလွန်အများစိတ်ရှည်တီးခန့်စာခစ်မီစားပြက်လုံးနဲ့လက်နဲ့ဂရီရီယာတွေလည်းငွေအားလူအားအရင်းမြစ်တွေအပြည့်အဝရှိနေတာကြောင့်ဒါဟာမြေအောက်ခန်းလက်ကဆယ်ကျော်တင်တရောင်ရဲ့ကလိမှုမျိုးမဟုတ်ဘူးဆိုတာထင်ရှားနေပါတယ်။ဒါဟာအကွက်ကကြကစားရတဲ့စစ်တပွဲလိုပါ။အခုချိန်မှာတော့ Google အနေနဲ့သူတို့ဟာကမ္ဘာအဆင့်မီဟက်ကာတအုပ်နဲ့ရင်ဆိုင်ကစားနေရပြီဆိုတာကိုတုံလုတ်6လန်စွာနဲ့စတင်သတိထားမိလာတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုကျွမ်းကျင်တဲ့စစ်တပွဲသမားကြီးကဘာလို့လဲ။သူတို့ဘာကိုအလိုရှိနေတယ်လဲ။ဒီမေခွန်းတွေရဲ့အဖြေကတော့စီးပွားရေးလုပ်ငန်းဒီတစုကူးတွေချားမှာတယိုလုပ်မှုတွေနိုင်ငံတော်အဆင့်ကနောက်ွယ်မှာပန့်ဖိုးပေးထားတဲ့ဟက်ကာတိုက်ခိုက်မှုတွေနဲ့လူများစုတီးရှိနေစေမှန်းတောင်မတိကြသေးတဲ့စစ်ပွဲပုံစံအသစ်တစ်မျိုးအကြောင်းကိုဖော်ထုတ်ပြသသွားမှာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာအလွန်ရိုးရှင်းတယ်လို့ထင်ရတဲ့ email လေးတစ်စောင်နဲ့စတင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာပုံမှန်တွေ့နေကြ spam mail မျိုးဒါမှမဟုတ်ကြုံညာကြပတ်ငားချတဲ့စူးစမ်းမှုမျိုးမဟုတ်ပါဘူး။ဟက်ကာတွေဟာသူတို့ပြစ်မှတ်အကြောင်းကိုကြိုတင်ပြီးတော့အပတ်တကုတ်လေ့လာပြင်ဆင်ထားကြတာပါ။သူတို့ဟာ Google ဝန်ထမ်းတွေရဲ့အကြောင်းကိုတေးသေးချာချာလေ့လာထားကြတာပါ။ဝန်ထမ်းတွေစိတ်ဝင်စားတဲ့အရာတွေလူမှုကွန်ရက် profile တွေနဲ့သူတို့လှုပ်နေတဲ့အလုပ်အလေးထားတွေပါတခုမကြံစွန့်စမ်းခဲ့ကြတာပါအဲ့ဒီနောက်သူတို့ဟာဒီတေကိုကြတဲ့ထောင်ချောက်တစ်ခုကိုဆင်လိုက်တော့ပါတယ်ပုံမှန်ကြည့်ရင်ယုံကြည်စိတ်ချရပြီးအန်ဒီရယ်မရှိဘူးလို့ထင်ရတဲ့ link တွေပါဝင်တဲ့ email တွေကိုလူတစ်ယောက်ချင်းစီအလိုက်ဖိမှတ်ပေးပို့ခဲ့တာပါ Google ဝန်ထမ်းတွေကအဲ့ဒီ link တွေကိုနှိပ်လိုက်မိတဲ့အခါမှာတော့သူတို့ဟာတာမန် website တစ်ခုစီကိုပဲရောက်နေတယ်လို့ထင်မှတ်ထည့်ကြတာပါဒါပေမဲ့တကယ်တမ်းမှာတော့သူတို့ဟာကမ္ဘာတန်ဖိုးကြီးဆုံး company တစ်ခုစီကိုဟက်ကာတွေဝင်ရောက်နိုင်စေတဲ့ hacker လက်နက်တွေကိုမတိလိုက်ပန်ပဲနဲ့ကိုလိုင်းတက်ဆင်ပေးမိသွားတာပါအဆိုးဝါးဆုံးနဲ့တုံလက်6လန်စွာဆုံးတစ်ချက်ကတော့ဟက်ကာတွေဟာ0 day လို့ခေါ်တဲ့အားနည်းချက်တစ်ခုကိုရှာဖွေတွေ့ရှိသွားတာပဲဖြစ်ပါတယ်ဒါဟာ Internet Explorer ရဲ့စနစ်ထဲမှာရှိတဲ့အားနည်းချက်တစ်ခုဖြစ်ပြီးအဲ့ဒီအချိန်မှာ Microsoft ကိုယ်တိုင်တောင်ဒီလိုအပေါက်ပြဲရှိနေမှန်းမတိသေးတဲ့အခြေအနေမျိုးပါဒါကိုအဆောက်အဦတစ်ခုရဲ့ master thought ကိုရထားသလိုမျိုးစိတ်ကူးကြည့်လိုက်ပါထူးခြားတာကအဲ့ဒီအဆောက်အဦပိုင်ရှင်ကိုယ်တိုင်တောင်ဒီလို thought ခလောက်မျိုးရှိနေမှန်းမသိတာပါ Google ဝန်ထမ်းတွေကအဲ့ဒီ link တွေကိုနှိပ်လိုက်မိတဲ့အခါမှာတော့ဒီဖုံးခွဲထားတဲ့အားနည်းချက်ကိုမတိစိတ်နဲ့ပဲဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်စက္ကန့်ဒီပိုင်းထဲမှာပဲအန်ဒီရရှိတဲ့ကုတ်တွေဟာလုံခြုံရေးအလွှတ်အားလုံးကိုကြော့ဖရက်ပြီးစနစ်ရဲ့အတွင်းပိုင်းအနက်ဆုံးနဲ့ကြီးမှာအတန်တိတ်နောက်ပေါက်တစ်ခုကိုဖန်တီးလိုက်တော့ပါတယ်ဒါဟာ0 day တိုက်ခိုက်မှုဖြစ်တာကြောင့်ဘယ်လို antivirus software မျိုးတာလဲဒါကိုမရိပ်မိနိုင်မဖော်ထုတ်နိုင်ခဲ့ပါဘူးဟက်ကာတွေဟာပုံရိပ်တွေလိုပဲလုံးဝကိုမမြင်နိုင်အောင်ဖုံးခွဲထားခဲ့ကြတာပါစနစ်ထဲကိုရောက်သွားရင်သူတို့ဟာအလွန်တိကျသေးချာတဲ့စစ်စင်ရေးတစ်ခုလိုစတင်လှုပ်ရှားပါတော့လေဒီနောက်ပေါက်ကအဆင့် Google ရဲ့အတွင်းပိုင်းကိုနက်ထဲကိုအကန့်မတက်ဝင်ရောက်ခွေရခဲ့ပေမဲ့သူတို့ဟာ
အချက်လက်တွေကိုကမန်းခိုးယူပြီးထွက်ပြေးတာမျိုးမလုပ်ခဲ့ပါဘူးအဲ့ဒီလိုလုပ်ရင်တိတာသွားပြီးရိပ်မိသွားမှာစိုးလို့ပါအဲ့ဒီအစားသူတို့လုတ်ပိုင်ခွင့်ကိုအစစ်မထတင်ပြီးစနစ်တစ်ခုလုံးကိုချုပ်ကုန်းနိုင်တဲ့ admin အဆင့်အထိရအောင်ယူခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကိုနနဲ့တစ်ခုလုံးကိုစနစ်တကျအကွက်ကကြစတင်စူးစိုင်းရှာဖွေပါတော့တယ်သူတို့ဟာတတ်မှတ်ထားတဲ့ရတနာတချို့ကိုပြစ်မှတ်ထားရှာဖွေနေခဲ့ကြတာပါအဲ့ဒါက Google ရဲ့ရင်းမြစ်ကုတ်တွေအဲ့ဒါဟာ Gmail Google Search နဲ့တခြားဝန်ဆောင်မှုတွေကိုအလုပ်လုပ်စေတဲ့လျှို့ဝှက်ချက်ဖြစ်တဲ့ Google ရဲ့ရင်းမြစ်ကုတ်တွေဖြစ်ပါတယ်ဒီအတိညာဉ်ပိုင်ဆိုင်မှုတွေဟာဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိပါတယ်ဒါပေမဲ့ဒါကသူတို့ရဲ့တစ်ခုတည်းပြစ်မှတ်မဟုတ်ပါဘူးဟက်ကာတွေဟာအဲ့ဒါထက်ပိုပြီးတော့ပိုကလေးဆန်လို့ပိုပြီးတော့လည်းကြောက်စရာကောင်းတဲ့အရာတစ်ခုကိုနောက်ယောင်လိုက်နေခဲ့ကြတာပါတရုတ်နိုင်ငံမှာဒီမိုကရေစီနဲ့လွတ်လပ်ရေးအတွက်တိုက်ပွဲနေကြတဲ့လူအခွင့်အရေးလှုပ်ရှားမှုတွေရဲ့ကိုယ်ပိုင် Gmail အကောင့်တွေပဲဖြစ်ပါတယ်တိုက်ခိုက်သူတွေဟာဒီလှုပ်ရှားမှုတွေကဘယ်သူတွေနဲ့စကားပြောနေလဲဘာတွေကြံစီနေကြလဲဆိုတာကိုသိချင်နေပြီးသူတို့ကိုဘယ်လိုတားဆီးရမလဲဆိုတာကိုရှာဖွေနေခဲ့တာပါ Google ရဲ့စုံစမ်းမှုတွေပို့ပြီးတော့net ဆွေလာတဲ့အခါမှာသူတို့တုံ့လွတ်ကောင်းတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရတာပါအတိုက်ခိုက်ခံရတာဟာသူတို့တအုပ်တည်းမဟုတ်ပါဘူးဒီတိုက်ခိုက်သူတွေဟာ Yahoo Adobe Dow Chemical နဲ့တခြားနာမည်ကြီး American ကုမ္ပဏီပေါင်း20ကျော်ကိုလည်းတပြိုင်နက်ထိုးဖောက်ဝင်ရောက်ခဲ့ကြတာပါဒါကကြုံရဂျပန်တိုက်ခိုက်မှုမျိုးမဟုတ်ပါဘူးပစ်မှတ်စည်းရင်းကိုကြည့်မယ်ဆိုရင် American ရဲ့ထိပ်တန်းနည်းပညာစတင်မှုကုမ္ပဏီကြီးတွေချင်းစီပါကုမ္ပဏီတစ်ခုချင်းစီဟာရည်ရွယ်ချက်အပြည့်အတိုက်ခိုက်ခံရတာပါနည်းပညာကုမ္ပဏီကြီးတွေကရင်းမြစ်ကုတ်တွေဘဏ်ကန်ရဲ့လုံမြင့်တီးတွေကအယောင်းအဝယ်ပြုလုပ်တဲ့ algorithm တွေကာကွယ်ရေးကန်ထရီတာတွေကစစ်မြေလိလူရလွှတ်ချက်တွေစွမ်းအင်ကုမ္ပဏီတွေကနိုင်ငံတော်အခြေခံအဆောက်အဦဒီဇိုင်းထုတ်တဲ့ပုံစံတွေကိုပါခိုးယူခဲ့ကြတာပါတက်တဲ့အထောက်ထမ်းအားလုံးကတရုတ်နိုင်ငံပြည်ချင်းမြို့ကနေစတင်လာတဲ့စနစ်တကျစီစဉ်ထားတဲ့စစ်စင်ရေးတစ်ခုကိုညွှန်ပြနေပါတယ်နောက်ပိုင်းမှာတော့စိုက်ဘာလုံခြုံရေးကုထာရဏထုတေသနာစီတွေဟာဒီတိုက်ခိုက်မှုရဲ့တရားခံကတရုတ်ပြည်သူလူမျိုးရေးတပ်မတော်နဲ့ဆက်နွယ်နေတဲ့ Elderwood လို့ခေါ်တဲ့အစစ်မြင့်ဟကာအဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့်ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ဒါဟာတာမန်စီးပွားရေးတရုတ်လူမှုမျိုးမဟုတ်တော့ပါဘူးဒါဟာအမေရိကန်ရဲ့အတိညာဉ်ပိုင်ဆိုင်မှုတွေကိုခိုးယူဖို့အစိုးရကိုစန့်ကျင်သူတွေကိုစောင့်ကြည့်ဖို့စစ်မြေလီနှိပညာကနေစီးပွားရေးပြိုင်ဘက်အထိနယ်ပယ်တိုင်းမှာမဟာဗျူဟာမှအသာစီးရဖို့အတွက်တရုတ်အစိုးရကစနစ်တကျဆင်နွှဲခဲ့တဲ့စိုက်ဘာစစ်ပွဲပဲဖြစ်ပါတယ် Google ရဲ့လုံခြုံရေးအဖွဲ့ဟာဒီဖောက်ထွင်းမှုရဲ့အတိုင်းအတာတစ်ခုလုံးကိုသိရှိနိုင်ဖို့အတွက်နေ့မအားညမအားအလုပ်လုပ်ခဲ့ကြပါတယ်သူတို့ဟာ Coordinate အတန်းတွေကိုခွဲချမ်းစစ်ဆေးပြီးတိုက်ခိုက်သူတွေရဲ့လှုပ်ရှားမှုတွေကိုနောက်ယောင်လိုက်နေခြင်းလပေါင်းများစွာတောင်သူတို့မျက်စိအောက်မှာတင်တိုက်တစိုက်လိုက်ပတ်နေတဲ့အဆင့်မြင့်စစ်စင်အေးကြီးကိုတဖြည်းဖြည်းချင်းပုံဖော်နိုင်နေပါတော့တယ်အဲ့ဒီနောက်ဒီတိုက်ခိုက်မှုကြီးကို Aurora လို့အမည်ပေးထားခြင်းကိုသူတို့ရှာဖွေတွေ့ရှိသွားကြပါတော့တယ်ဒါပေမဲ့ပိုပြီးတော့အရေးကြီးတာကသူတို့ဟာအဆုံးဖြတ်ရမယ့်ရွေးချယ်စဉ်တစ်ခုနဲ့ရင်ဆိုင်နေကြရတာပါတိတ်တဆိတ်နေသည်တိုက်ခိုက်သူတွေထွက်သွားမှာကိုပဲမျှော်လင့်ရမလားဒါမှမဟုတ်စိုက်ဘာလုံခြုံရေးဖောက်ထွင်းမှုတွေမှာထားရှိလို့တဲ့အရင်အလားအတိုင်းနှုတ်ဆက်မနေပဲလူသိရှင်ကြားထုတ်ပြန်ပြောကြရမလားဆိုတာပါများသောအားဖြင့်ဟက်ခံရတဲ့ကုမ္ပဏီများစုကတိတ်တဆိတ်နေဖို့ကိုပဲရွေးချယ်လိမ့်ရှိပါတယ်သူတို့ဟာကိုယ့်လေဂုံးတိတ်ခါထိခိုင်မှာဖောက်ခန်းသူတွေကိုထိတ်လန့်သွားမှာဆိုလို့ဒါမှမဟုတ်ပြိုင်ဘက်တွေအတွက်အသာစီးရသွားမှာဆိုလို့စိုးရိမ်ကြလို့ပါဒါပေမဲ့ Google ရဲ့ခေါင်းဆောင်ပိုင်းကတော့မတူညီတဲ့အဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်2010 January 12 ရက်နေ့မှာ Google ရဲ့ဥပဒေရေးအရာရှိချုပ် David Drummond ကအရာအလုံးကိုပြောင်းလဲစေခဲ့တဲ့ blog post တစ်ခုကိုတင်လိုက်တော့ပါတယ်သူဟာစကားလုံးတွေကိုအသေးချာရွေးချယ်ပြီးတရုတ်နိုင်ငံကနေစတင်တဲ့အလွန်အစစ်မြင့်ပြီးပြစ်မှတ်ထားတိုက်ခိုက်တဲ့ corporate အခြေခံအဆောက်အဦဆိုင်ရာတိုက်ခိုက်မှုတစ်ခုရဲ့တားကြရာထွက်ခဲ့ရတာကိုလူသိရှင်ကြားထုတ်ပြန်ကြေညာလိုက်တော့ပါတယ်တုံ့ပြန်မှုတွေကချက်ချင်းဆိုလာနဲ့ပြင်းထန်စွာထွက်ပေါ်လာတော့ပါတယ်ဒါဟာ Google ကသူတို့ဟက်ခံလိုက်ပါတယ်လို့ဝန်ခံရတောင်တဲမဟုတ်ပါဘူးတရုတ်အစိုးရဟာစိုက်ဘာတရုတ်လုံမှုကိုလုံနေတာကြောင့်တိုက်ရိုက်ဆွတ်ဆွဲလိုက်တာထူပြီးတရုတ်ဈေးကွက်ကနေအပြင်းအထန်နှုတ်ထွက်မယ်လို့ပါချင်းချောက်လိုက်တာပါ Google ရဲ့ဒီထုတ်ပြန်ချက်တွေဟာနီးပညာလောကတစ်ခုလုံးကိုတုံ့လုံ6လန်စွာထစ်သွားစေခဲ့ပါတယ် Yahoo ကလည်းသူတို့တိုက်ခိုက်ခံရတာကိုအတူပြုလိုက်တယ်လို့ Adobe ကလည်းအချက်လက်ဖောက်ထွင်းမှုကိုဝန်ခံခဲ့ပါတယ် Microsoft ကတော့ဒီတိုက်ခိုက်မှုတွေဖြစ်စေခဲ့တဲ့ Internet Explorer ရဲ့အားနည်းချက်အတွက်အရေးပေါ်ပြဖာထွေးမှု patch ကိုအလူအယက်ထုတ်ပြန်ခဲ့ရပါတယ်။ American အစိုးရကလည်းစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပြီး American တာဝန်ရှိသူတွေကရှင်းလင်းချက်တောင်းဆိုလာတာကြောင့်တရုတ်နိုင်ငံနဲ့တန်တမန်ရေးရာဆက်ဆံရေးဟာလည်းအလွန်တင်းမာလာခဲ့ပါတယ်။နိုင်ငံသားရေးဝန်ကြီး Hillary Clinton ကတော့ Internet လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးမှတ်တိုင်းတစ်ခုဖြစ်စေမဲ့မိန့်ခွန်းကိုပြောကြားခဲ့ပြီးဒီတိုက်ခိုက်မှုတွေကိုတိုက်ရိုက်ရည်ညွှန်းကနောက်ဆက်တွဲအကျိုးဆက်တွေရှိလာအောင်လှုပ်ဆောင်ဖို့တောင်းဆိုခဲ့ပါတယ်။ Digital CA တိုက်ပွဲဟာစတင်ခဲ့ပြီးဖြစ်ပြီး Operation Aurora ကတော့အဲ့ဒီစစ်ပွဲရဲ့ပထမဆုံးအမြောက်တန်ပါပဲ။ Operation Aurora ဟာစိုက်ဘာလုံခြုံရေးလောကကိုထာဝရပြောင်းလဲဖြစ်ခဲ့ပါတယ်။ကုမ္ပဏီတွေအနေနဲ့သူတို့ရင်ဆိုင်နေရတာဟာတာမန်ဟက်ကာတွေမဟုတ်တော့ဘူးဆိုတာကိုမဖြစ်မနေဝန်ခံလက်ခံလာအောင်ဒီစစ်စင်ရေးကတွန်းအားပေးခဲ့တာဖြစ်ပါတယ်။သူတို့ဟာအကန့်အသတ်မရှိတဲ့အရင်းအမြစ်တွေနဲ့အဆင့်မြင့်စွမ်းဆောင်ရည်တွေရှိတဲ့နိုင်ငံတော်အဆင့်အဖွဲ့အစည်းတွေကိုရင်ဆိုင်နေပြီဆိုတာသိလာကြပါတယ်။ဒီတိုက်ခိုက်မှုကြောင့် Zero Trust လို့ခေါ်တဲ့
လုံခြုံရေးမူပေါင်းတစ်တွေပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒါကတော့ကိုယ့်ရဲ့ကိုညက်အတွင်းပိုင်းမှာပဲရှိနေပါစေ။ဘယ်အသုံးပြုသူဒါမှမဟုတ်ဘယ်ဆက်သစည်းကိုမှလုံးဝမယုံကြည်ရဘူးဆိုတဲ့မူဝါဒပဲဖြစ်ပါတယ်။ဒါအပြင်အစစ်မြင့်ပြီးရေရှည်တည်ရှိနေတဲ့ချိန်မြောက်မှုတွေကိုစုံစမ်းဖော်ထုတ်ဖို့နဲ့နောက်ယောင်ခံလိုက်ဖို့အတွက်ချိန်မြောက်မှုဆိုင်ရာထောက်လှမ်းရေးအဖွဲ့တွေကိုလည်းစတင်ဖွဲ့စည်းလာစေခဲ့ပါတယ်။ Google ဟာအစိုးရနောက်ခံပြုဟက်ကာတွေကိုနောက်ယောင်ခံလိုက်ဖို့အတွက်တီးတန့်ချိန်မြောက်မှုဆိုင်ရာခွဲခြမ်းစိတ်ဖြာရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ Operation Aurora မှာပထမဆုံးအသုံးပြုခဲ့တဲ့ spear phishing, zero day အားနည်းချက်တွေနဲ့စနစ်အတွင်းကကိရိယာတွေကိုပဲပြန်သုံးတဲ့ living off the land နည်းပညာတွေဟာအခုအခါမှာတော့နိုင်ငံတော်အဆင့် cyber စစ်စင်ရေးတွေအတွက်စံသတ်မှတ်ချက်ဖြစ်လာခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ကျွန်တော်တို့ဟာ Operation Aurora ကနေဖြစ်တည်လာတဲ့ကဘာကြီးထဲမှာရှင်သန်နေကြရတာပါ။ကုမ္ပဏီတွေကသူတို့ဟာပြည့်မှတ်ဖြစ်နေမှန်းသိနေကြပြီးအစိုးရတွေကလည်း fiber optic cable ကြိုးနေတာတဆင့်စစ်ခင်းနေကြတယ်လို့ NDI ရှိတဲ့ link တစ်ခုကိုတစ်ချက်နှိပ်လိုက်ရုံနဲ့တင်နိုင်ငံတော်လုံခြုံရေးကိုထိခိုက်သွားစေနိုင်တဲ့ကဘာကြီးပဲဖြစ်ပါတယ်။ Google ကိုထူးဖောက်ဝင်လာခဲ့တဲ့ hacker တွေဟာရင်းမြစ်ကုတ်တွေကိုခိုးယူတာဒါမှမဟုတ်တကြွလှုပ်ရှားသူတွေကိုထောက်လှမ်းတာတည်းမဟုတ်ပါဘူး။သူတို့ဟာဒီကစားပွဲရဲ့စီးမြင့်တွေကိုပါထားဝရပြောင်းလဲပစ်ခဲ့တာပါ။ Digital ခက်မှာလူတိုင်းဟာပြမတ်ဖြစ်လာနိုင်တယ်လို့ကုမ္ပဏီတိုင်းဟာလည်း citizen ဖြစ်လာနိုင်တယ်ဆိုတာကိုသူတို့ကသက်သေပြခဲ့ပါတယ်။နောက်တစ်ချိန်ဒီမှာသင်ဟာနှမျောလင်းထားတဲ့ email တစ်စောင်ဒါမှမဟုတ်တန်တရားထစ်ဖွယ် link တစ်ခုကိုတွေ့ခဲ့မယ်ဆိုရင် Operation Aurora ကိုသတိရလိုက်ပါ။ကမ္ဘာတနေရာမှာတော့အစစ်မြင့်ချက်ကားတွေဟာ2009ခုနှစ်ကစတင်ခဲ့တဲ့ဒီစစ်တူချင်းကစားပွဲကိုအခုထက်ထိဆက်လက်ကစားနေစေဆိုတာသတိရပါ။အထူးကမေခွန်းကတော့သူတို့ကတင့်ကိုတိုက်ခိုက်ဖို့ကိုးစားမှလားဆိုတာမဟုတ်ပါဘူး။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်လည်းခုလိုမျိုး technology video တွေကိုတင်ပေးမှာမို့လို့ like and follow လေးလုပ်ပေးပါအောင်။ See you again in next video. Peace.